သူတော်ကောင်းတရား9ပါးဆိုတာအပြင်မှာရှာရမှာဘူးကိုယ်တဏ္ဍာရှိသူတော်ကောင်းတရားရှိမှသူတော်ကောင်းဖြစ်သူတော်ကောင်းတရားမရှိရင်သူတော်ကောင်းမဖြစ်ဘူးဒါဖြင့်သူတော်ကောင်းတရားဆိုတာကိုယ်တဏ္ဍာမှာလေ့ကျင့်မွေးမြူလို့ရတယ်ဘာတွေလေ့ကျင့်ရမလဲတတ္တာမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်မှုတတ္တာဟိရိမကောင်းမှုကရှက်ပြီးတော့ရှောင်ကျဉ်မှုကောင်းမှုကိုယွံမုန်းပြီးတော့ရှောင်ကျဉ်မှုဘုဒ္ဓဘာမကောင်းမှုကိုကြောက်လန့်ပြီးတော့ရှောင်ကျဉ်မှုတတ္တာတဲ့ဟိရိတဲ့ဘုဒ္ဓဘာဘာဟုတ်သစ္စာမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဘုဒ္ဓတရားရှိတယ်ခန္ဓာ၅ပါးဆိုတာဘာဘယ်လိုရှိရမလဲဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရလဲသမထကျင့်စဉ်ဆိုတာဘယ်လိုကျင့်ကျင့်ပုံကျင့်နည်းနဲ့လည်းကွာမြတ်စွာဘုရားရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးအထိုက်အလျောက်သင်ကြားထားတဲ့ဘဝတုဒ္ဒပရိယတ္တိဘဝတုဒ္ဒကိုယ်တိုင်ကျင့်သုံးထားလို့လက်တွေ့မျက်မှောက်ပြုထားတဲ့ပฏิဝေဒဘဝတုဒ္ဒကိုယ်တိုင်သိသွားလို့ရှိရင်ပฏิဝေဒဘဝတုဒ္ဒသင်္နာကပရိယတ္တိဘဝတုဒ္ဒသိသွားတာကြတော့ပฏิဝေဒဘဝတုဒ္ဒဟောအဲ့ဒီလိုကိုယ်တိုင်လည်းသိတယ်ကိုယ်တိုင်လည်းရှင်းလို့အောင်မြင်ပေါရောက်တဲ့ဘဝတုဒ္ဒမျိုးနဲ့ပြည့်စုံအဲ့ဒီလိုဖြစ်ဖို့ရဘာကြောင့်ဖြစ်တာလဲဆိုအာရဒဝိရိယပြင်းပြီးတော့မနေဘူးကြိုးစားအားထုတ်ဖို့ရှိတယ်အဲ့ဒီလိုကြိုးစားအားထုတ်ဖို့ရအတွက်မိတရောရောနေတာမဟုတ်ဘူးအမြဲတမ်းတတိဟာဆွေးမြဲပြီးတော့နေတယ်ဘာလို့ရမလဲဆိုနောက်ဆုံးပြပေးတာပညာနဲ့အရာရာကိုဆုံးဖြတ်ပေးအဲ့တော့တတ္ထာရဲ့ဟိရိရဲ့ပတ္တပရဲ့ဘာဟုတ်သစ္စာဝိရိယရဲ့တတိရဲ့ပညာရဲ့အဲ့ဒီ9ခုသူတော်ကောင်းတရား9ပါးလို့ခေါ်ပါတယ်သူတော်ဥစ္စာ9ဖြာနဲ့သွားမရောစေနဲ့